ဒီဇလန်ရဲ့အစမှာတော့ဘက်ကီနဲ့ဟန်ထရဆိုတဲ့တငယ်ချင်းနှစ်ယောက်ဟာအမြင့်ပေနှစ်3.3.3ရှိတဲ့တာဝါတိုင်းကြီးတစ်ခုပေါ်ကိုတက်ရောက်ခဲ့ကြပါတယ်ကန်ဆိုးစွာနဲ့ပဲဘက်ကီတစ်ယောက်တာဝါတိုင်းပေါ်ကနေပြုတ်ကျသွားခဲ့ပါတယ်ကန်ကောင်းထောက်မစွာနဲ့ပဲသူမရဲ့တငယ်ချင်းဟန်ထရကဂျိုးကိုအချိန်မီဆွဲထားနိုင်ခဲ့လို့အသက်ဘေးကနေလွတ်မြောက်သွားခဲ့ပါတယ်ဒီလိုတင်မင်းနဲ့နီးကပ်ခဲ့တဲ့အတွေ့အကြုံနောက်မှာတော့သူတို့နှစ်ယောက်ဟာယူသွနေတယ်လို့မျိုးရင်မောနေမိကြပါတယ်ဒါပေမဲ့သူတို့ရဲ့ရေတံတွေဟာကြာမခံလိုက်ပါဘူးတာဝါတိုင်းကိုတက်ဖို့အသုံးပြုခဲ့တဲ့လေကားတွေပြုတ်ကျသွားတာကိုသတိထားမိလိုက်တဲ့အချိန်မှာတော့အခြေအနေကအကြီးအကျယ်ဆိုးရွားသွားပါတော့တယ်အခုညီမဲ့နေတဲ့အခြေအနေဖုန်းထဲမှာလည်းစိတ်လုံးဝမရတော့သလိုသူတို့အတွက်အသက်ဆက်ဖို့အရေးကြီးဆုံးဖြစ်တဲ့ရင်းနဲ့အစားအစာတွေပါတဲ့အိတ်ကလည်းတာဝါတိုင်းအောက်ခြေကပြားချက်အစိပ်ပိုင်း dispo ကိုပြုတ်ကျသွားတာကိုတွေးလိုက်ရတဲ့အခါမှာတော့ဘက်ကီတယောက်ထိတ်လန့်တကြားဖြစ်သွားပါတယ်ဒီအချိန်မှာဟန်ထရာကသူတို့ကိုအကူအညီလာပေးမဲ့သူရှိလာနိုင်ကြောင်းနဲ့စိတ်အေးထားဖို့ဘက်ကီကိုနှစ်သိမ့်ပေးလိုက်ပါတယ်ဒါပေမဲ့ရင်းငက်လွန်းတာကြောင့်ဟန်ထရာကတော့အသက်ဆုံးပြီးအောက်ကိုဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်အသက်ဆုံးဆင်းရတဲ့အနေနဲ့ဟန်ထရာတယောက်ကျိုးတစ်ဖက်ကိုတာဝါတိုင်းမှာကြီးတစ်ဖက်ကိုခါမှပတ်ပြီးတာဝါတိုင်းအောက်ခြေစီကိုရှော့ချလိုက်ပါတယ်သို့တော်လည်းအိတ်ရှိတဲ့နေရာအထိမရောက်နိုင်တဲ့အတွက်အနေအများတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်သူမဟာ harness ကျိုးထင်းကားဘက်ကိုဖြုတ်လိုက်ပြီးကျိုးကိုတွဲလောင်းဆွဲရင်းအိတ်ရှိရာတဲ့စပေါ်ကိုခုန်ချလိုက်ပါတယ်အိတ်ကိုအောင်မြင်စွာရသွားတဲ့အခါဟန်ထရာတယောက်ရေကိုအလူးရဲတောက်လိုက်ပါတယ်ပြီးနောက်သူတို့ရဲ့ socket stick ကိုသုံးပြီးအိတ်ကိုကျိုးနဲ့ချိတ်လိုက်ပြီးအပေါ်ကိုပြန်တက်ဖို့ကြိုးစားပါတော့တယ်သို့တော့အပေါ်နားရောက်မှာပဲဟန်ထရာရဲ့လက်တွေချော့ထွက်သွားပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒီမြင်ကွင်းကြောင့်ဘက်ကီတယောက်အသက်ရှူရက်လူနီးပါးဖြစ်သွားပေမဲ့အောက်ကိုငုံကြည့်လိုက်တဲ့အခါဟန်ထရာတယောက်အိတ်ကိုအလွတ်မပေးဘဲဆက်လက်တွဲထားတာကိုတွေးလိုက်ရတဲ့အတွက်တော့ခဏတာစိတ်သက်သာရသွားပါတော့တယ်